အားလုံးပဲနော်ဒီနေ့မှာလည်း lucky လို့ကျွန်တော်တို့ lucky လို့ပေါ့နော် lucky လို့ပဲပုံမှန်ဝင်နေဆိုပြပုံမှန်တရားဝတ်ချလို့တယ်ဒါကိုချက်လိုက်မယ်ဒီနောက်တစ်ပြန်ရောက်ပါတယ်မှာပါဒီတော့ဒီပါဆက်ရအောင်ဒီတော့ကျွန်တော် lucky လို့ပါနော်lucky လို့တခါမှမဆော့ဘူးလေလူတွေကျွန်တော်ပြမှာဖြစ်ပါတယ် lucky လို့ဆိုတာကိုကံကောင်းရင်ကံကောင်းတာအဲ့ဒါကံကောင်းတဲ့အိုင်ရန်လေးရမယ်ကံမကောင်းရင်တော့ဒါပဲရှိဆုံးမီးရောဘာညာတရကထွက်လာမှာပါခေအဲ့ဒါကြောင့်မလို့ဘလို့ပြောချင်ပါရဲ့ဒီလေးကိုစားကြမှာကျွန်တော်ဒီနေ့လေး like and subscribe နေကြပါဒီအလုံးနဲ့ဗီဒီယိုလေးကိုစရရဒီကျွန်တော်ဒီနေ့မှာတော့ lucky လို့ဝေါ်တွေစားဝင်နေပါပြီခင်ဗျအစားတော့ကျွန်တော်1 block စုပ်မှုလုပ်တော့1 block အများကြီးရှိတယ်နော်ပြီးမှပဲတင်လိုက်တော့1 block က lucky block 1 block ရှိတယ်ပြီးရင်ရန်ရွေး1 block ရှိတယ်ပြီးရင်လာပါ1 block ရှိလာပါ1 block ဆိုဘယ်လိုသိရမလားအောက်မှာဒီတိုင်းမဟုတ်ဘဲနဲ့အောက်မှာလာပါတယ်အောက်မှာလာပါဒီတိုင်းဟိုကွင်းနေဟုတ်တယ်လာပါရေးဒီဘောတဘလို့တဲ့နဲ့လာပါရေးဒီတိုင်းယူတာမယ်နော်ဟုတ်တယ် lucky ပဲဖြစ်ပါတယ် lucky ဘလို့ဆိုတာကျွန်တော်တို့ကဘာလုံးမရှိသမျှဘလို့အကုန်လုံးပါဘောနော်အဲ့ဘလို့အကုန်လုံးက lucky ဘလို့ဖြစ်နေမှာဖြစ်ပါတယ်လို့ grab ဘလို့ဆိုရင် lucky ဘလို့ဖြစ်နေဘောနော်တို့အဲ့ lucky ဘလို့တူးလိုက် lucky ဘလို့ပြန်ရရဆိုရင်အဲ့ဒါအဲ့စာကိုဖတ်ကြည့်လိုက် lucky ဘလို့မပေါ်မှာ grab ဘလို့လို့စာပေါ်နေဘောနော်အဲ့ဒါတော့ grab ဘလို့က lucky ဘလို့ပုံပြောင်းသွားတယ်ဘောနော်ဒီအဲ့ဒါတော့ရှိပါရဲ့ကျွန်တော်တို့စာရောက်ပါပြီခေကျွန်တော်မောတော့မောသွားပြီပေါ့ဘလို့တို့ပြောရတယ်ပထမဦးဆုံးကျွန်တော်ဒါပဲတဲလေးစာလေးရေးထားပြီဗျဒါပဲညောက်ရောက်ဘောပါမှန်လားပြတ်သွားမယ်ခေပဲတိုင်းကောမလိုက်ပြတ်တော့မလားဘိုင်တယ်โอเค spider lucky blow โอเคတော့ဘိုင်တယ် minecraft v1 2တဲ့အော်ကျွန်တော်တို့ minecraft ဘယ်နားမှာစောနေလဲဆိုတော့ပြတော့ပြရတယ်ဖားတိုင်းပြီလားတရားဆိုဒီတဲ့ graphic လမ်းကြီးဖြစ်တော့မယ် graphic ဖြစ်တော့မယ်တစ်ပင်ကြီးကပါတစ်ခွာဖြစ်နေโอเคဘိုင်တော့အိုးစုပ်ဘလို့ငါဘလို့စုပ်ဘလို့နေတာအမှလေးဘလို့တော့ဒါပါကြီးထဲမှာစိုက်တယ်ဥစားဒါဟောဆိုင်ရကြီးစုပ်ပြုတ်ကတော့ပိုက်ချမယ်ဒါစပါးဆိုတော့နင်း credit တွေပဲလို့ငါတစ်ပင်ခေါ်credit တွေဘောပမိုးတွေလို့ဘောလို့လေကျွန်တော် lucky plus ပိုင်ဘောဘာလို့တတားတုံးကကြံနေခဲ့ရတော့အိုးဒီမှာ lucky plus တားပါ what the fuck တားပါတူနာတဲ့တော့grab လို့ဘာဟို lucky ဘလို့ဖြစ်နေဒါကြောင့် sandstone ဘာလို့ lucky ဘလို့ဖြစ်နေမှာကြည့်တော့ဘလို့စာကိုဖတ်ကြည့် sandstone တကယ် sandstone ဒါဝင်ချကျွန်တော် credit တွေပဲဘလို့ရမလို့ comment ဘလို့နဲ့တူနေစပါးတွေနဲ့ရတော့ဟွာလို့ပို့တဲ့ပေါင်မုတ်ကကြတော့ပေါင်မုတ်ရဖို့မနေကြရမယ်နော်တို့ဒါညရဖို့မနေရှာပေါင်မုတ်what အိုးမှာပေါင်မုတ်ချာတန်းတွေ့နှစ်ခုပဲရတယ်ဟုတ်တယ်နောက်တစ်ခုရှာရအောင်နှစ်ခုပဲရတယ်ဗောနော်
ဒီဝေါ်ရမလက်ကဘာလို့မလောက်တာလဲမသိဘူးဒါလေးဖြစ်နေပါဖြစ်ဝေ fire protection ကိုမတောက်သေးပြီးမှ fire လာပါကြလာမှတောက်မယ်ထောင်ချောက်ဒီလည်းရှိတယ်နော်ဟိုဒီနေ့ကထောင်ချောက်မိရပါတော့ဒီရန်ဒီရဲ့ဒီရန်ဒီဘာတော့လို့ဘာမှလည်းမရဘာစမိုးလာတယ်မသိနေနဲ့အနေများတတိလို့ရမထောင်ချောက်ဒီလည်းရှိရမှထောင်ချောက်စင်တာခေတပင်ဟာရင်ဖြိုကြည့်နော်တပင်ဟာဘလို့ဖြစ်မယ် Oh my god wait what hey skeleton oh baby မဘူးမင်းနေskeleton မြင်နေလိုက်လာလက်ကီးဘလို့အနီအောင်ဖြစ်နေဝယ်စတုံးဘလို့လာမသိno ဒီအင်ဗန်တိုဖွင့်မှရမှာငါတို့ငါရတယ်မြရထားမြအဲ့ဒါနဲ့အကုန်စကားလေးပြောင်းသွားနေဖေနင်ဖွင့်မနောက်ဝဟိုအောင်လိုက်လာလားမသိဒီအင်ဗန်တိုတို့ရေးရတယ်ဖွင့်ရတော့ဒီရေမရတေးမှာတို့ရတော့ပဲကျန်တော့ပြန်တော့နာအနီအောင်ရစတုံးနေဖြစ်အနီအောင်နေဟိုမှာစကေးတန်မြင်းနေမလိုက်လာဘူးတို့ဒီငါမထားလည်းမရှိပါလက်နဲ့မှမပါဘူးကွထားတော့ဝတ်ဟာရောင်ဘာကြီးတော့ဥမာ chest ပါရှိအိုးဘလေးတော့တချောင်းနေတာပါနေတာဟိုငါဗဒါရီဘလူးတူးမှာတော့ပစ်ကပ်မပါဘူးလေနင်းတယောက်ကတူလို့ရလားဒီဘက်အောက်ကဟာတူးလို့မရဘူးအောက်ကဟာတူးလို့မရဘူးဆိုတော့ငါဒါဘက်တူးရမှာငါပိတ်မိငါထောင်ချောက်စင်တာလားမသိထောင်ချောက်အေးဘာပြလာပါဒီရောင်လာပါဒီအဲ့လာပါဒီကိုလာပါဒီ fire protection အမြန်မတော့လိုက်ပဲကျွန်တော်ရက်နေနော် fire protection plane ကိုင်ရတာနဲ့ကျွန်တော်အမြန်မတော့လိုက်ကျွန်တော်စာပါလက်တာလာပါဒီကျွန်တော်ရှိတာထည့်တာလို့လာပါဟိုဘလို့နဲ့တူနေအမှန်တကယ်လာပါလေရောက်fire protection ဘူးချိနေတာလေတောက်လိုက်စာပါလက်လို့တမ်းမထီစာပါလက်နေစာပါဘာဖြစ်သွားတယ်ဒီအိုးပါရောစပီကိုပြန်ခိုင်းကြည့်ရနေဖြစ်မယ်ရောဘာတာဘာပိုးရှင်းတော့ရအဖက်လည်းမပိုးရဒါမဲ့အဖက်အစုံမိရဟာရအဲ့လိုတော့မရှိဘူးလေဒါဘာဟွာလေဘာခေါ်လေဘာဆေးပလင်းခေါ်လေဟို regeneration အစိတ်လို့မှောင်မဲတဲ့အဖက်ဆိုမှောင်မဲတဲ့အဖက်သူကဒီတိုင်းပြစ်လိုက်တာအကုန်လုံးမိပါမူးတဲ့အဖက်တွေအကုန်ဘာလည်းမသိရှုပ်ချက်ခဲ့ပြီးအဖက်လည်းမပေါ်ရောအများကြီးဟန်ကားရောပိုးရဲကွာကျွန်တော်မမြင်ရတာစလိုအဖက်တွေအကြာရွေးမိမှာ2မိနစ်3မိနစ်ဟိုမရှိမမြင်ရဟန်ကားတွေဝီကင်းရောဓာကျိုးရဲ့အစိတ်က9မိနစ်တောင်အိုင်ရီတဲ့ငါတို့အဲ့စေးပလင်းယူသူများပြစ်တာရင်ကောင်းမယ်ကွာ no သူများပြစ်တာပဲကောင်းမယ်မဟုတ်ရင်မဖြစ်ဘူးနေရပါဖြစ်ကျွန်တော်အကြံဉာဏ်တစ်ခုရှိရလို့လုံးနေလို့မဖြစ်ဘူး first PCLE ရာကလေးရလောက်ကြပါမူးနေတော်လေးဆေးပလင်းတစ်ခုတည်းနဲ့အဲ့လိုအဖက်အစုံကြီးရဆိုတာကျွန်တော်တခါမှမမြင်ဘူးပါဘူးခင်ဗျာကြောင့်မလို့ဆေးပလင်းတွေကိုစာမဖတ်ပဲနဲ့လုံးပြားယူလည်းမထွက်တော့ပဲနဲ့Oh, diamond picket. Yes, now so. ဒီမှာဟန်ကာအဖက်မိပါကွာဘာကြောင့်စားဝိုင်းခေပါရမယ်ဝါအဲ့ wait အဘိုင်ဘာလို့တော့ကြာဒါရှော့ကဖို့မလားဟုတ်တယ်ရှော့ကဖို့အထက်မှာပစ္စည်းထည့်လို့ရ
စ္စည်းတွေအမှိုက်တွေဘာညာနေတာပဲဒီဘာညာထည့်လို့ရတိုင်မို့ပကက်တော့မထည့်ဘူးမာတို့ဒီဘာညာတွေကျွန်တော်ရတာတွေပစ္စည်းတွေရှုပ်ကပေါက်တွေဒီမှာထည့်လို့ရတယ်ထည့်ပြီးဆိုရင်ကျွန်တော်အဲ့ရှုပ်ကပေါက်ဖြတ်လိုက်လို့ရှိရင်အရန်ညမကြလာဘူးပေါ့နော်ကျွန်တော်ရှိပဲရောက်ပါတော်တော်အဲ့ဒါကျွန်တော်တခုရှိရမိုက်ဘာတော့ရှုပ်ကပေါက်နာမည်ကြည့်လိုက်ဝိုင်းတစ်တာ oh my god တစ်တာအလုံးများဦးတစ်တာချမ်းသာရောအလောက်အများတစ်တာရေလောက်အများကြီးပေးတာကျေးဇူးပါ lucky block ရေကျေးဇူးပါ lucky ရေ lucky ကောင်းပါလေဟုတ်ပါဒီပါကွာ okay ကျွန်တော် crafting table တင်တီပေးမှာဒီမှာအမျိုးစုံလုပ်လို့ရပါတယ်ရေကျွန်တော်ချမ်းသာပါပဲချမ်းသာဆုံးတော့တစ်တာပဲဖြစ်ပါတယ်တစ်တာချမ်းသာပါဆိုတိုင်းမို့အာယုံချမ်းသာဖို့ပဲလို့တော့ဒီအဲ့ဒါဆိုရင်ကျွန်တော်ထုတ်လုပ်ဖို့လို့တော့မလုပ်ရင်ဘာမှလုပ်လို့မရဘူးထုတ်ကအရေးကြီးတော့အမှထုတ်တယ်ဘာလုပ်လို့တန်းစီညာရလို့ဒီမှာအတန်းလိုက်တန်းနိုင်အဆိုရင်ကျွန်တော်လုပ်ဖို့လိုတာဒိုင်းမို့ပက်ကက်ရှိရဆိုတော့ထားလို့ရတယ်ဒီဂျန်နေချဖို့ထားလို့ရပြီးရင်လှန်လို့ရရပြီကျွန်တော်ဒီလောက်ပဲအလုံးမလို့တော့လောက်ပဲတော့ဩလမ်းငါ့ဆွမ်းဟဲ့ရောဘလုံးဖြစ်နေတယ်လမ်းတခြားကိုင်းမှာမင်းရတယ်တခြားမကိုင်းဟိုဟိုဟာနေလှမ်းပြက်နေထားလိုက်ပါလမ်းဟိုအဲ့ဒါတက်နေငါ့လက်ကဘာကြမ်းဒီအိုးဒီကလေးငါတို့ဘိုက်ဆိုင်စားလို့ရတယ်ညိုချက်စားဘိုက်တောင်ပြည့်ရဲ့ဗျတလီပို့ပဲမဲ့တလီပို့အခမ်းပြီးတော့ဘိုက်ပြည့်ရနော်ဒီဒါစားဖို့လိုရပြီးညမိုးထုတ်ဖို့လိုတယ်ညမိုးထုတ်ဖို့လိုတယ်ရပြီညမိုးထုတ်လိုက်ဒီအဲ့ဆိုတစ်ပင်ကဥစားလိုက်ခုံးစမ်းမှုပဲရှိတော့ချက်ခုံးမှပြင်မယ်ဘိုက်က